အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟ channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်မောင်လှကြော်စွာနဲ့အောင်ကြီးတို့တငယ်ချင်း၃ယောက်ဟာရွာရီចောင်းပိတ်ရဲ့မှာတောတောင်ထူထပ်တဲ့ချမ်းရိုးမှတောင်ကြီးကရွာလေးရွာကိုဆိုင်ကယ်တွေနဲ့ခီးထွက်ခဲ့ကြတယ်သူတို့တွားမဲ့ရွာကိုရောက်ဖို့2 နာရီလောက်ပဲလိုတော့အချိန်မှာမိုးချုပ်တွားခဲ့တယ်လမ်းကတပြေးပြေးနဲ့ကျင်းလာပြီးဘေးဘက်မှာညောင်မင်းကြီးတွေနဲ့တစ်တော်တွေကမှောင်မဲနေတယ်ကျော်သွားကဟဲ့ကောင်တွေဒီလမ်းကဟုတ်ရောဟုတ်ရဲ့လားကွာငါတို့လမ်းမနေပြီလားမသိဘူးဟာမောင်လှကမြေပုံထဲမှာတော့ဒီလမ်းပဲကွာမြန်မြန်မောင်းရွာရောက်မှအေးစင်းနားရအောင်ရုပ်တည်းဆိုသလိုဆိုင်ကယ်3 စီးလုံးတပြိုင်နက်တည်းထိုးရတွားခဲ့တယ်ဖုန်းလိုင်းလဲမမိပတ်ဝန်းကျင်ကလည်းပရိအော်ဒန်တောင်မကြားရလောက်အောင်တိတ်ဆိတ်တွားတယ်ဆက်ပြန်နှုတ်လို့မရပဲစိတ်ပြက်နေတော့မှပဲအဝေးကနေတကြွကြွနဲ့ကလုံးဆိုတဲ့တစ်သားဘင်းတွေမြေကြီးပေါ်လိမ့်လာတဲ့အတန်ကိုကြားလိုက်ကြတယ်တောနဲ့ထဲမှာဒီအချိန်ကြီးလှဲမောင်းမဲ့သူရှိပါမလားလို့သူတို့စဉ်းစားနေတော့မှပဲမောင်ထဲကနေလှဲတစည်းကတရွရွထွက်လာတယ်လဲကရှေးအောင်လဲမျိုးဖြစ်ပြီးမိုးကဖြာချမ်းတွေနဲ့အုပ်ထားတယ်လဲမောင်းတဲ့သူကခေါင်းမောင်းဖြူကြီးပေါင်းထားပေမဲ့မျက်နှာကိုတော့မမြင်ရဘူးအောင်ကြီးကဦးလေးကျွန်တော်တို့ဆိုင်ကယ်တွေပြက်လို့ရှေ့ကရွာကိုလိုက်ပြေးလို့ရမလားဗျလဲသမားကဘာမှပြန်မပြောပဲလက်ပြယုံပြတယ်တငယ်ချင်း3 ယောက်သားကြောက်လန့်နဲ့လဲဘော်ကိုတက်လိုက်ကြတယ်လဲဘော်ရောက်တော့သူတို့3 ယောက်လုံးလက်အနောက်ခန်းထဲမှာထိုင်မိတယ်ထူးဆန်းတာကလဲထဲမှာပုတ်စော်နဲ့ရနေတာပဲမောင်လှကအမောင်ထဲမှာဆမ်းမိလိုက်တော့အေးဆက်အရာဝတ္ထုတွေကိုကင်မိလိုက်တယ်သူတို့ဖုံးမီးနဲ့ထိုးကြည့်လိုက်တဲ့အခါလဲထဲမှာလူတွေလောင်းတွေလိုမျိုးထုတ်ကြီးတွေအများကြီးရှိနေတာကိုတွေ့လိုက်ရတယ်ကျော်စွာကဟဲ့ကောင်တွေဒါကြက်လက်ကြီးဟာလူတွေတဲလာတဲ့လှဲကြီးဟာသူတို့လှဲပေါ်ကဆင်းဖို့ကြိုးစားပေမဲ့လှဲကအယမ်းမြန်လာတယ်နွားတွေကမြေကြီးပေါ်မှာပြေးနေတာမဟုတ်ပဲလေပေါ်မှာဝဲနေတယ်လို့မျိုးဖြစ်နေတယ်လဲမောင်သမားကနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်မျက်နှာမှာကအရန်ကြောက်စရာကောင်းနေပြီးမျက်လုံးတွေကညီရဲနေတာကိုမြင်လိုက်ရတဲ့အခါသူတို့3 ယောက်လုံးအော်ဟစ်ပြီးလဲပေါ်ကခုန်ချလိုက်ပါတော့တယ်လဲပေါ်ကခုန်ချပြီးနောက်သူတို့တောထဲမှာဘဲကမှန်းမတီးပဲပြေးလာတဲ့နောက်ကနေကြီးဆိုတဲ့လဲတံကကပ်ပါလာတော့ပဲရုတ်တရက်အောင်ကြီးကတစ်ငုတ်တစ်ခုနဲ့ခလုတ်တိုက်လဲသွားတယ်လဲကအောင်ကြီးရဲ့အပေါ်ကိုတက်ကြိတ်တော့မဲ့အချိန်မှာပဲဝေးကနေခွေးအောင်တန်တွေနဲ့အတူမီးရောင်တွေမြင်လိုက်ရတယ်ဘယ်သူတွေလဲဆိုတဲ့အတန်ကြီးကြားလိုက်ရတော့မှလဲတံကရုတ်တရက်ပျောက်ွယ်သွားတယ်ရွာသားတွေရောက်လာပြီးသူတို့ကိုကဲထုတ်တွားခဲ့ကြတယ်နောက်နေ့မနေ့မှာရွာလူကြီးကအကြောင်းစုံပြောပြတယ်မင်းတို့တွေ့တာဒီတော့ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း30ကဓမြတိုက်ခံရပြီးတည်သွားတဲ့ကြက်လှဲသမားပဲကွသူကလမ်းမားတဲ့လူတွေကိုလိုက်တင်ပြီး6 လန့်အောင်လှုပ်တတ်တယ်ငွေချင်း3 ယောက်လုံးဆိုင်ကယ်တွေကိုပြန်တွားကြည့်တဲ့အခါဆိုင်ကယ်တွေကသူတို့ခုန်ချခဲ့တဲ့နေရာမဟုတ်ပဲတုတ်တန်ဟောင်းကြီးထဲမှာရောက်နေတာကိုတွေးလိုက်ရပါတော့တယ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်